အခုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့ကိုယ့်ကိုယ်ကိုလူကောင်းတယောက်လို့ယုံကြည်ပါသလားအခြေအနေတစ်ခုကသာတွန်းအားပေးလာပြီးအကြက်တဲတဲ့ရောက်လာရင်တစ်ဖက်လူကိုရဲစက်နှိမ့်ဆက်မယ်ရုံမာတဲ့မိစ္ဆာတယောက်ဖြစ်သွားနိုင်မလားဒီမိကွန်းရဲ့အဖြေကိုလက်တွေ့ကျကျသိနေမှု1982ခုနှစ်မှာ Stanford တက္ကသိုလ်ကစိတ်ပညာရှင် Philip Zimbardo ကလူကောင်းတွေကိုလူဆိုးဖြစ်အောင်လုပ်လို့ရမယ်ဆိုတဲ့စမ်းသပ်ချက်တစ်ခုလုပ်ခဲ့ပါတယ်သတင်းပတ်နှစ်ပတ်ကြာမဲ့ဒီစမ်းသပ်ချက်ဟာ6ရက်အတွင်းမှာမယုံနိုင်ကြရတဲ့တင်နဲ့သွေးချောင်းစိမ့်တက်ဖြစ်သွားခဲ့ပါတယ်ဒီနေ့ Mystery Box မြန်မာ channel ကနေတက်ဆက်ပေးမှာကတော့ The Stanford Prison Experiment ပါအားလုံးပဲအဆုံးထိလိုက်ကြည့်ပြီးဖိတ်ခေါ်လိုက်ပါတယ်လူမှုစိတ်ပညာရှင် Philip Zimbardo ဦးဆောင်ခဲ့တဲ့ Stanford Prison Experiment ဟာစိတ်ပညာလောကမှာအငင်းပွားကြကောင်းတဲ့နာမည်ကြီးဆုံးစမ်းသပ်မှုတစ်ခုဖြစ်ပါတယ်ဒီစမ်းသပ်မှုကလူတစ်ယောက်ရဲ့ပင်ကိုယ်စိုက်တဲ့သူရောက်ရှိနေတဲ့ပတ်ဝန်းကျင်ချင်းတွေကသူ့ရဲ့ပြုမှုကိုပိုပြီးလွှမ်းမိုးနိုင်တယ်လို့ဆိုတာကိုသိကျင်လို့ဆောင်ရွက်ရဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Zimbardo ကကျမ်းမာရေးကောင်းမွန်ပြီးစိတ်သက်ကြက်ခံတဲ့ကျောင်းသား24ဦးကိုရွေးချယ်ခဲ့ပါတယ်ပြီးတော့သူတို့ကိုအကျွေးစိခေါင်းမလန်ပြီးထောင်ဆောင်တဲ့အကျဉ်းသားဆိုပြီးအုပ်စုနှစ်စုခွဲလိုက်ပါတယ်ထောင်ဆောင်တွေကိုတော့ uniform နံပါတ်3နဲ့မျက်လုံးချင်းမစုံနိုင်အောင်လင်းပြန်တဲ့မျက်မှန်နဲ့ reflective sunglass တွေကိုတက်ခိုင်းထားပါတယ်ဒီမျက်မှန်တွေကြောင့်အကျဉ်းသားတွေကထောင်ဝါရာတွေရဲ့မျက်လုံးကိုမမြင်ရတော့သလိုထောင်ဝါရာတွေကလည်းသူတို့ကိုယ်သူတို့ကျောင်းသားမောင်ဖြူမောင်နီဆိုတဲ့ပုံကိုယ်ကြီးခံစားချက်ပြောက်သွားပါတယ်အကျဉ်းသားတွေကိုတော့နံပါတ်တွေတက်ထားတဲ့ဝတ်စုံတွေဝတ်ခိုင်းပြီးစိတ်ပိုင်းဆိုင်ရာအားငယ်စေဖို့ပြင်ဆင်ခဲ့ပါတယ်စမ်းသပ်ချက်ရဲ့စီကံကတစ်ခုပဲရှိပါတယ်ထောင်ဆောင်တွေကအကျဉ်းသားတွေကိုရုပ်ပိုင်းဆိုင်ရာမနှိမ့်ဆက်ရဘူးဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကိုတော့ခင်ဗျားတို့ကြိုက်သလိုထိန်းချုပ်နိုင်တယ်လို့ခွင့်ပြုခဲ့ပါတယ်ဇင်ဘာဒိုကအကျောင်းသားတွေကိုတော့ဒါထောင်လင်းဘဝအတွေ့အကြုံနဲ့ပတ်သက်တဲ့စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့အသိပေးထားပြီးသူတို့ကတရက်ကို$15ရဖို့အတွက်သဘောတူလက်မှတ်ထိုးပြီးပါဝင်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကမပြောပြထားတဲ့ချက်တွေလည်းရှိနေပါတယ်ဥပမာအကျဉ်းသားအုပ်စုတွေပါသွားတဲ့သူတွေကိုရဲတွေကသူတို့အိမ်ထိလာဖမ်းမယ်ဆိုတာမျိုးကိုကြုံပြောထားပါဘူးအဓိကချက်ကစမ်းသပ်မှုမှန်းသိနေကြပေမဲ့သေဆောင်မှုကနေလက်တွေ့ဘဝဖြစ်သွားအောင်ဇင်ဘာဒိုကပတ်ဝန်းကျင်ကိုစနစ်တကျအကွက်ချပြီးဖန်တီးထားခဲ့တာပါဂျပန်တွင်မှာလည်းကျောင်းသားတွေကဒါကိုစမ်းသပ်မှုတစ်ခုလို့မမြင်တော့ပဲတကယ်အကျဉ်းသားနဲ့ထောင်ဝါရာတွေကိုစိတ်ထဲဆွေးနွေးသွားခဲ့ကြပါတယ်ပထမနေ့မှာတော့အားလုံးကကစားပွဲတစ်ခုလိုရင်နေကြတော့ပါဒါပေမဲ့ဒုတိယနေ့မှာလည်းရာအားလုံးပြောင်းလဲသွားပါတယ်ဒုတိယနေ့မနက်မှာလည်းအကျဉ်းသားတွေကဒါကိုလက်မခံနိုင်တော့ပဲစတင်ပုံကန်ခဲ့ကြပါတယ်အကျဉ်းသားတွေကသူတို့ရဲ့နံပါတ်တွေကိုရင်ဘတ်ကနေခွာပစ်ကြတယ်အခန်းတကားတွေကိုဂရင်းနေနဲ့ပိတ်ဆို့ထားရပြီးထောင်ဝါရာတွေကိုဆဲဆိုလောင်သွားခဲ့ကြပါတယ်ဒီပုံကန်မှုကိုနှိမ်နင်းမှုထောင်ဝါရာတွေကမိသက်ဆေးဘူးတွေနဲ့အကျဉ်းသားတွေကိုထိုးပတ်ပြီးအခန်းထဲကိုတင်ဝင်ခဲ့ကြပါတယ်ပြီးတော့အကျဉ်းသားတွေကိုအဝတ်စားတွေချုပ်ခိုင်းပြီးဂရင်းတွေကိုဖယ်ရှားပစ်ခဲ့ပါတယ်ပုံမှန်မှုကိုနှိမ်နင်းပြီးနောက်မှာထောင်ဝါရာတွေကအကျဉ်းသားတွေကိုရုပ်ပိုင်းဆိုင်ရာထပ်ပိုနာခြင်းစေတဲ့စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေကိုစတင်ခဲ့ပါတယ်ပုံမှန်မှုမှာတိတ်မပါတဲ့အကျဉ်းသား၃ယောက်ကိုရွေးပြီးအစားအသောက်ကောင်းတွေကျွေးပါတယ်ကျန်တဲ့သူတွေကိုတော့အစားမကျွေးပဲခြေခိုင်းထားပါတယ်ဒါကအကျဉ်းသားချင်းချင်းတန်တရားဝင်အောင်တွေ့ခဲ့တာပါည7:00နာရီကျော်ရင်အကျဉ်းသားတွေကိုအိမ်သာသွားဝင်မပြီးတော့ပါဘူးအခန်းလေးကပုံထဲမှာပဲဆွန်ခိုင်းပြီးအဲ့ဒီအနန္တတွေကြားထဲမှာပဲအိမ်ခိုင်းထားပါတယ်အကျဉ်းသားတွေကိုတညလုံးနှီးပါးတိုက်ထိုးခိုင်းတာခုံခိုင်းတာတွေလုပ်ပါတယ်အားနည်းလာတဲ့သူတွေကိုတော့တခြားအကျဉ်းသားတွေရဲ့ကြောပေါ်တက်ထိုင်ခိုင်းပြီးတိုက်ထိုးခိုင်းတဲ့အထိရက်ဆက်လာပါတယ်။ခိုင်းမြောင်နေ့မှာတော့ထောင်ဝါရာတွေရဲ့ရက်ဆက်မှုကအထွတ်ထိပ်ကိုရောက်သွားခဲ့ပါပြီ။အကျဉ်းသားတွေချင်းချင်းမျက်နှာမမြင်အောင်ခေါင်းမှာအိမ်မဲတွေဆွထားခိုင်းပါတယ်။ခြေထောက်မှာလည်းတန်ချေချင်းတွေကိုအမြဲကတ်ထားပြီးလမ်းလျှောက်ရင်အတိုင်းမြင်နေအောင်လုပ်ထားပါတယ်။အစိုးရကတော့ထောင်ဝါရာတွေကအကျဉ်းသားတွေကိုတယောက်နဲ့တယောက်လိန်လူဆက်ဆံနေတဲ့ပုံစံမျိုးတွေအတင်းအဓမ္မtiêuဆောင်ခိုင်းပြီးလောင်ပြောင်းခဲ့ကြပါတယ်။ဒါပြင်အကျဉ်းသားနံပါတ်819ကအစာငတ်ခံဆန္ဒပြတဲ့အခါထောင်ဝါရာတွေကသူ့ကိုတိုက်ပေးလိုက်ပါတယ်။ပြီးတော့ကျန်တဲ့အကျဉ်းသားတွေကိုနံပါတ်819ကလူဆိုးကြီးသူ့ကြောင့်မင်းတို့ဒုက္ခရောက်နေတာလို့အော်ဟစ်ခိုင်းပြီးစိတ်သက်ရေးရအနိုင်ကျင့်ခဲ့ကြပါတယ်ဒီနေရာမှာလူများစုသိကျင်တာကအကျဉ်းသားနေရာကသူတွေကကျောင်းသားချင်းချင်းပဲဘာလို့ပြန်မတိုက်ခဲ့တာလဲဆိုတာပါပဲစိတ်ပညာအရ land helplessness လို့ခေါ်တယ်တင်ယူထားတဲ့အကူအညီမဲ့ခြင်းဖြစ်သွားလို့ပါသူတို့ဘလောက်ပဲစူးစမ်းအခြေအနေကမထူးခြားဘူးလို့ခံစားရတဲ့အခါအုံနောက်ကလက်ချွတ်လိုက်ပြီးကျွံမြူးကံဘဝကိုလက်ခံသွားတာဖြစ်ပါတယ်ဒါဟာလူတိုင်းသိကျင်နေကြတဲ့အဓိကအကြောင်းမေးခွန်းပါ။ဘာကြောင့်တာမန်ကျောင်းသားအေးအေးလေးတွေက9ရက်တွင်မှတကယ်ငရေကံကိုဖန်တီးခဲ့ကြလဲဆိုတာကိုစိတ်ပညာရှုထောင့်အရာအချက်3ချက်နဲ့ရှင်းပြပါမယ်။ပထမတစ်ချက်ကတော့စမ်းသပ်မှုမှာပါဝင်ခဲ့တဲ့ကျောင်းသား24ယောက်ကတယောက်နဲ့တယောက်အရင်ကတည်းကတည်တံ့ခဲ့ကြသူတွေမဟုတ်ပါဘူး။ဒါဟာစမ်းသပ်မှုရဲ့ရလဒ်တိကျဖို့အတွက်အသေးသေးချာချာစီစဉ်ထားတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ Philip Zimbardoနဲ့သူ့အဖွဲ့ဟာ Stanford တက္ကသိုလ်ပတ်ဝန်းကျင်ကကျောင်းသား80ကျော်ကိုအင်တာဗျူးခဲ့ပြီးမှအစီအပြေမဲ့24ယောက်ကိုရွေးချယ်ခဲ့တာပါ။သူတို့ကမတူညီတဲ့နယ်ပယ်တည်တည်ကလာကြသူတွေဖြစ်ပြီးတငယ်ချင်းတွေတည်ကျန်းသူတွေမပါဝင်အောင်ရွေးချယ်ခဲ့ပါတယ်တကယ်လို့သူတို့ကတကယ်ချင်းနေဖြစ်နေရင်အချင်းချင်းညှဉ်းပန်းနှိပ်စက်ဖို့ခက်ခဲသွားမှာဖြစ်တယ်လို့တရုပ်ဆောင်နေတာပဲဆိုတာကိုပိုသိထားမိနေမှာဆိုလိုပါစမ်းသပ်မှုစတင်တဲ့အချိန်မှာလည်းတယောက်နဲ့တယောက်တည်ကြောင်းခွင့်မရအောင်စနစ်တကျခွဲထားပါတယ်အချင်းသားလုပ်သူတွေကိုရဲကားနဲ့အိမ်ကနေဖမ်းလာပြီးထောင်ထဲရောက်တာနဲ့လက်စီကိုအဝတ်စီထားပါတယ်ပြီးတော့အဝတ်စားတွေအကုန်ချုပ်ခိုင်းပြီးယူနီဖောင်းလဲခိုင်းပါတယ်နံပါတ်တွေမသုံးရပဲနံပါတ်တွေနဲ့ပဲချင်းချင်းခေါ်ခိုင်းပါတယ်ဒါကြောင့်သူတို့ကဘေးကလူကဘယ်သူလဲဆိုတာကိုသိချင်မသိကြပါဘူးထောင်ဝါလာလုပ်သူတွေကလည်းမျက်မှန်မျိုးတွေတက်ခိုင်းထားတဲ့အတွက်တယောက်နဲ့တယောက်မျက်လုံးချင်းစုံပြီးပုံကိုရေးရရင်းနှီးခွင့်မရအောင်လုပ်ထားပါတယ်
ဒါကြောင့်ပဲပုံမှန်မှုဖြစ်လာတဲ့အခါဘယ်သူမျက်နှာမှထောက်ဆရာမလို့ဆိုတဲ့စိတ်ခံစားချက်ကိုဖြစ်ပေါ်လာကြပါတယ်ဒုတိယချက်ကတော့ကိုယ်ပိုင်လက္ခဏာပြောင်းဆုံးခြင်းဖြစ်ပါတယ်လူတစ်ယောက်ကမိမိရဲ့နာမည်နဲ့ကိုယ်ပိုင်ဇက်ပြောက်သွားတဲ့အခါပိုပြီးရက်စက်တတ်တဲ့သဘောကရှိပါတယ်သူတို့ကိုသူတို့တူးချင်းနေနဲ့မမြင်တော့ပဲအုပ်စုတူတူနေနဲ့မြင်တဲ့အတွက်ဘာပဲလုပ်လို့ငါအပြစ်မဟုတ်ဘူးအဖွဲ့အစည်းရဲ့လုပ်ပဲဆိုပြီးတောင်းဝင်မှုကင်မဲ့သွားတာပါဒါအပြင်ထောင်ဝါလာတွေထဲမှာအဆိုးဆုံးဖြစ်တဲ့ဂျုံဝိုင်းဟာငါစမ်းသပ်မှုတွေလိုအပ်တဲ့ရလဒ်ထွက်အောင်50ကိုငါအကောင်းဆုံးပြုဆောင်နေရလို့ပြောခဲ့ပါတယ်ကျန်တဲ့ထောင်ဝါလာတွေကလည်းသူ့ကိုကြည့်ပြီးဒီလိုလုပ်တာကထောင်ဝါလာလုပ်တာပဲလို့မှတ်ယူလိုက်ကြပြီးတယောက်တစ်ယောက်ပိုပြီးရက်စက်ပြဖို့ကြိုးစားခဲ့ကြပါတယ်တတိယချက်ကတော့စိတ်တွင်းပဋိပက္ခကိုအမှားလုပ်အောင်ဖြေရှင်းတဲ့လူသဘာဝတရားတစ်ခုဖြစ်ပါတယ်လူတစ်ယောက်ကမကောင်းတဲ့အလုပ်တစ်ခုကိုစလုပ်မိပြီဆိုရင်အဲ့ဒီပဋိပက္ခကိုဖြေရှင်းဖို့သူတို့ဟာငါနှိမ့်ဆက်နေတဲ့ကျင်းသားတွေကနှိမ့်ဆက်ခံရဖို့ထိုက်တန်တဲ့ခေါင်းလေးအားနေတဲ့ခေါင်းလေးလို့သူတို့စိတ်ထဲမှာအကျဉ်းသားတွေကိုလူလို့မမြင်တော့ပဲအရာဝတ္ထုလိုမြင်အောင်ပြောင်းလဲလိုက်ကြပါတယ်ဒါကို dehumanization လူသားမဆန်အောင်ပြုလုပ်ခြင်းလို့ခေါ်ပါတယ်သူတို့ကိုနာမည်နဲ့မခေါ်ပဲနံပါတ်နဲ့ခေါ်တာခေါင်းမှာအိတ်ဆွတ်ထားတာတွေကထောင်ဝါလာတွေအတွက်နှိမ့်ဆက်ရတာပိုလဲဖို့သွားစေပါတယ်အကျဉ်းချုပ်ရရင်တော့သူတို့ရက်ဆက်သွားတာသူတို့ရဲ့ပင်ကိုစိတ်တဲ့ရုံမှလို့မဟုတ်ပဲအာနာကိုအလွဲသုံးစားလုပ်ဖို့အားပေးတဲ့ပတ်ဝန်းကျင်ကြောင့်ဖြစ်ပါတယ်ဒီစမ်းသပ်ချက်ကရက်သပတ်နှစ်ပတ်ကြာဖို့ရည်ရွယ်ထားပေမဲ့6ရက်မြောက်နေ့မှာရပ်တန့်လိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့ထောင်ဆောင်နေရက်ဆက်မှုကထိမ့်မနိုင်သိမ်းမရဖြစ်လာသလိုစမ်းသပ်မှုကိုဦးဆောင်တဲ့ဇင်ဘာဒိုကိုယ်တိုင်ကလည်းစုံစမ်းစစ်ဆေးမှုမဟုတ်တော့ပဲထောင်မှကြီးတယောက်လိုစိတ်ဝင်သွားတယ်လို့ဖြစ်ပါတယ်။ဒီစမ်းသပ်မှုကိုရပ်တန့်စေခဲ့တဲ့သူကတော့ခရစ်စတီနာမက်စလက်ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။သူမအဲ့ဒီချိန်ကစတန်ဖို့မှာပါရဂူဘွဲ့ယူထားတဲ့စိတ်ပညာရှင်တယောက်ဖြစ်တယ်လို့ဖိလစ်ဇင်ဘာဒိုရဲ့ချစ်သူလည်းဖြစ်ပါတယ်။စမ်းသပ်မှုရဲ့9ရက်မြောက်နေ့ညမှာသူမအကျဉ်းတော်တူတွေကိုရောက်လာခဲ့ပါတယ်။သူမရောက်သွားတဲ့အချိန်မှာထောင်ဝါရာတွေကအကျဉ်းသားတွေကိုခေါင်းမှာအိတ်ဆုပ်ခိုင်းတာပြီးခြေထောက်တွေကိုတန်ရှင်းချင်းခိုင်းမှာအိမ်သာသွားကိုတန်းစီခိုင်းနေတာကိုမြင်လိုက်ရပါတယ်။အကျဉ်းသားတွေရဲ့အခြေအနေကလူသားတွေလိုမဟုတ်တော့ပဲကြောက်ရွံ့တော်လုံးနေတဲ့တိရစ္ဆာန်တွေလိုဖြစ်နေတာကိုသူမသိထားမိလိုက်ပါတယ်။အဆိုးဆုံးကတော့သူမရဲ့ချစ်သူစင်ပါတော့ပါပဲ။သူဟာသူ့ပြည်နာပြန်ရှင်တယောက်ရဲ့ဗတ်လိုက်မှုကင်းတဲ့အမြင်ပြောင်းဆုံးနေပြီးထောင်မှကြီးတယောက်လိုအဲ့ဒီမျိုးကိုခုံယူစားချိနေခဲ့တာပါ။ခရစ်စတီနာဟာအပြစ်ထွက်လာတဲ့အခါမှာစင်ပါလုံးနဲ့အပြစ်ထန်စကားများပါတော့တယ်။သူမကဒီလိုပြောခဲ့တယ်လို့ဆိုပါတယ်။ဒီကလေးတွေကိုရှင်းလုံးနေတာကကြောက်စရာကြီးဒါဟာစမ်းသပ်မှုမဟုတ်တော့ဘူး။ဒါဟာညှဉ်းပန်းနှိပ်စက်မှုပဲလို့ဆိုခဲ့ပါတယ်။ဇင်မာဒိုကတော့စမ်းသပ်မှုရဲ့ရလဒ်တွေကအရန်ကောင်းနေတာကြောင့်ဆက်လုပ်ချင်နေပါသေးတယ်။ဒါပေမဲ့ခရစ်စတီနာကအပြစ်ပြောလိုက်ပါတယ်။ရှင်တလုံးမျိုးလူမဆန်တဲ့လုပ်ကိုဆက်လုပ်နေမယ်ဆိုရင်ရှင့်ကိုကျွန်မအထင်မကြီးနိုင်တော့ဘူး။ရှင့်ကိုကျွန်မလက်ထပ်မှာလည်းမဟုတ်တော့ဘူးလို့ကြာသံပေးလိုက်ပါတယ်။ဒီစကားကိုကြားမှာပဲဇင်မာဒိုကသတိပြောင်းဝင်လာပြီးသူကိုယ်တိုင်လည်းဒီစနစ်ထဲမှာဘယ်လောက်ထိစီးမောသွားခဲ့လဲဆိုတာကိုနောင်လာရသွားပါတယ်။ဒါကြောင့်နောက်တစ်နေ့မနေ့မှာလည်းစမ်းသပ်မှုကိုချက်ချင်းရပ်ပစ်လိုက်ပါတော့တယ်။စမ်းသပ်မှုပြီးဇင်မာဒိုကစမ်းသပ်မှုကပါဝင်ခဲ့တဲ့ကျောင်းသား24ဦးကိုပြန်လည်ခေါ်ယူပြီးတွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။အကျဉ်းသားဖြစ်ပါဝင်ခဲ့သူတွေကသူတို့ခံခဲ့ရတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်ထောင်ဝါဒါတွေကိုတကယ်ကိုရန်သူလိုမြင်နေကြတယ်ဖြစ်ပါတယ်။မျက်မှန်မျိုးတွေချွတ်လိုက်တဲ့အခါသူတို့ကိုနှိပ်စက်ခဲ့တာဟာသူတို့လိုပဲတာမန်ကျောင်းသားလေးတွေဖြစ်နေတာကိုမြင်ပြီးအော်ခဲ့ကြသလိုတစ်ဖက်မှာလည်းဘာလို့ငါ့ကိုတော့ထိလုပ်ခဲ့တာလဲဆိုပြီးဒေါသထွက်ခဲ့ကြပါတယ်။အကျဉ်းသားတွေကဇင်မာဒိုကိုလည်းသူတို့ကိုအကာအကွယ်မပေးဘဲနှိပ်စက်တာကိုဘေးကထိုင်ကြည့်နေခဲ့တဲ့အတွက်တကယ်ရန်သူတယောက်လိုအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။ဒီတုံ့ပြန်မှာအကြီးမားဆုံးပြဿနာကအစိုးဆုံးထောင်ဝါဒါလို့ဆိုရမယ်ဂျွန်ဝိုင်းနဲ့အဆောင်လက်ခံဆန္ဒပြခဲ့တဲ့အကျဉ်းသားနံပါတ်416တို့ကြောင့်ဖြစ်ခဲ့တာပါ။အကျဉ်းသား416ကမင်းမငါ့ကိုဒီလိုလုပ်ဖို့ဘယ်လိုစိတ်မျိုးရှိနေတာလဲ။မင်းကလူမဟုတ်ရဲ့လားလို့ဆိုပြီးမေးခဲ့ပါတယ်။ဂျုံဝင်းကတော့နောက်လာရတဲ့ပုံစံမျိုးတွေငါကစမ်းသပ်မှုအောင်မြင်အောင်လုပ်ဆောင်ပြောခဲ့တာပဲ။ငါမှပုံကိုအာဃာတမရှိဘူးလို့အေးအေးဆေးဆေးပြန်ဖြေခဲ့တဲ့အတွက်အကျဉ်းသားရဲ့ကြောင့်မှပို့ပြီးဒေါသထက်ဆန်ဖြစ်ခဲ့ပါတယ်။ထောင်ဝါဒါပြစ်လုပ်ခဲ့တဲ့ကျောင်းသားချို့ကအကျဉ်းသားတွေနဲ့ပြန်တွေ့ရတဲ့အခါမျက်နှာချင်းတောင်မဆိုင်ရကြပါဘူး။သူတို့ကအကျဉ်းသားတွေရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါသူတို့လုပ်ခဲ့တဲ့ပြစ်မှုတွေကဘယ်လောက်ထိလူမဆန်ခဲ့တယ်ဆိုတာကိုသိသွားပြီးကိုကျင်တရားမှန်းဆိုင်ရာဖြိုးလဲမှုကိုခံစားခဲ့ရပါတယ်။တချို့ကတော့တောင်းပန်ခဲ့ကြပေမဲ့တချို့ကအချင်းတွေကြောင့်ဖြစ်သွားတာပါဆိုပြီးခုခံပြောဆိုခဲ့ကြပါတယ်။ဇင်မာဒိုကိုယ်တိုင်လည်းပါဝင်သူတွေရဲ့ရှေ့မှာသူဟာသူ့ရဲ့တရားပြန်ရှင်တယောက်ရဲ့ကျင့်ဝတ်ကိုဖောက်ပြမိခဲ့ကြောင်းဝန်ခံခဲ့ရပါတယ်။စမ်းသပ်မှုပြီးသွားပေမဲ့ပါဝင်သူတွေကအချင်းချင်းရောဇင်မာဒိုကိုတော့ယုံကြည်မရှိတော့တဲ့အတွက်အဲ့ဒီတွေ့ဆုံပွဲကအေးအေးဆေးဆေးပြီးမသွားပဲငင်းခုန်မှုတွေငိုကြွေးမှုတွေနဲ့ဖြစ်နေခဲ့ပါတယ်။သူတို့များစုကအကူအညီမဲ့ခြင်းကိုကြောက်စရာကောင်းအောင်ခံစားခဲ့ရပြီးလူ့ဖွဲ့စည်းရဲ့အာဏာပိုင်စနစ်တွေပေါ်ကြောက်ရွံ့တဲ့စိတ်တန်ရာတွေလာနေချပြီးချေရှိခဲ့ပါတယ်။ဖိလစ်ဇင်မာဒိုကဒီကျောင်းသားတွေကိုစမ်းသပ်မှုပြီး10နှစ်10နှစ်240စသဖြင့်အခါအားလျော်စွာပြန်လည်စစ်ဆေးခဲ့ပါတယ်။ကံကောင်းခြင်းတစ်ခုအနေနဲ့တော်တော်များများကတော့ရေရှည်စိတ်ရောဂါအဆင်းတွေမရောက်ပဲပုံမှန်ဘဝကိုပြန်ရခဲ့ကြပါတယ်။ဒါပေမဲ့သူတို့အားလုံးကဒီကြောင့်ရတာသူတို့ဘဝရဲ့အထူးခြားဆုံးနဲ့အကြောက်ဆုံးတွေ့ကြုံပဲလို့တညီတကြိုတည်းပြောခဲ့ကြပါတယ်။ပါဝင်သူတို့ကဒီတွေ့ကြုံကိုအခြေခံပြီးနောက်တစ်ချိန်မှာအကျဉ်းထောင်ပြုပြင်ပြောင်းလဲရင်းနဲ့ဒုက္ခရင်လှုပ်ရှားမှုတွေမှာတက်ကြွသွားပါဝင်ခဲ့ကြပါတယ်။ဒီစမ်းသပ်မှုကကျုပ်ပိုင်းရမှာဝင်ခဲ့ပေမဲ့စနစ်တစ်ခုကလူကောင်းတွေကိုဘယ်လိုမျိုးလူဆိုးဖြစ်အောင်ဖန်တီးနိုင်တယ်လဲဆိုတာကိုကဘာကြီးကိုပြသခဲ့တဲ့အကြီးမားဆုံးသောသက်သေတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီစမ်းသပ်ချက်ကနေကဘာကိုသိစေလိုက်တာကတော့စနစ်ကောင်းရင်လူကောင်းတွေရှိနေနိုင်ပေမဲ့စနစ်တစ်ခုကအာဏာကိုအလွဲသုံးစားလုပ်ဖို့ခွင့်ပြုလိုက်ရင်တာမန်လူကောင်းတယောက်ဟာမျိုးစိတမိတ်တင်မှလည်းရက်စက်တဲ့မိစ္ဆာတစ်ကောင်ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။ Stanford Prison Experiment ဟာအခုဒီစိတ်ပညာလောကမှာအငင်းပွားစရာအကြီးမားဆုံးသင်ခန်းစာတစ်ခုဖြစ်ရှိနေတယ်ပါ။တကယ်ချင်းလို့ရောကိုယ့်ရဲ့လက်ထဲမှာအကန့်အသတ်မရှိအာဏာရှိလာရင်အခုလိုလူကောင်းတယောက်ဖြစ်ဆက်ရှိနေဦးမယ်လို့ထင်တာကိုမျက်မှောင်မျှော်ပြီးပြောခဲ့ကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်။